အင်ကြီးတစ်စုံဝယ်ယူတော့မယ်ဆိုရင်မရှိမဖြစ်သိထားသင့်သည့်အချက်များနံပါတ်1အင်ကြီးရဲ့တန်ဖိုးကိုအရင်စိတ်ဝင်စားပါနဲ့အင်ကြီးတန်ဖိုးနည်းသည်ဖြစ်စေများသည်ဖြစ်စေကိုယ့်အတွက်အကျိုးရှိမှအသုံးဝင်မှဝယ်ယူပါနံပါတ်2ကိုအမြဲဝယ်ရမယ့်အထည်ရဲ့သုံးပေးထားတဲ့ပိတ် quality ကိုအရင်ကြည့်ပါပိတ် quality grade အနှိမ့်သုံးပြီးဈေးနှဲတာကိုအရန်တန်တာပဲလို့ထင်နေတဲ့ mindset ကိုချိန်သင့်ပါပြီနံပါတ်3ကတင်မကြည့်တဲ့တောင်ချုပ်ရိုးချုပ်သားတော့စစ်လေကွာဆိုင်မှာချိတ်ထားတဲ့အချိန်တောင်ပြုတ်တော့မဲ့ချုပ်ရိုးတွေကိုမမြင်မဲ့ဝယ်လာရင်တော့နည်းနည်းဖြစ်ဖြစ်ဆိုပါမယ်အင်ကြီးအပြေးတော့မကြိုက်ဘူးပြေးကန်ဒီအင်ကြီးတော့ဝယ်လာတာမဖြစ်သင့်ဘူးနော်ဘေးရာစုနှစ်မှာနေပြီလေနံပါတ်4 quality ကောင်းတဲ့အင်ကြီးတစ်စုံဝယ်တယ်3000ကျော်4000ပေးရတယ်တစ်နှစ်ပတ်လုံးမိဖို့တိုက်ပြီးပြန်ဝတ်တိုင်းအသစ်ပြန်ဖြစ်ပြီးဝတ်တဲ့အချိန်တိုင်းကတင်ကြပြီးလှတယ်1000ကျော်တဲ့အင်ကြီးတစ်ထည်ဝယ်တယ်တစ်လားလောက်ဝတ်တယ်ဂျိုင်းပြဲကွာပြဲဖြစ်လို့ဂျောင်ထိုးလိုက်တယ်ဒါဆိုရင်3000နဲ့အင်ကြီး9စုံဝယ်ပြီးတစ်နှစ်ပတ်လုံးလှလှလေးဝတ်ပြီးတော့3သိန်းခွဲအကုန်ခံမလားတစ်လားကို1000ကျော်ပေးပြီးတစ်နှစ်ပတ်လုံး3သိန်းကျော်ကုန်ခံပြီးတော့တစ်လားပြည့်ရုံနဲ့ဂျိုင်းပြဲကွာပြဲဖြစ်ပြီးနောက်လာမှာစောက်ဝတ်လို့မရတဲ့ပြဿနာမျိုးဆက်ပြီးတော့ကြုံတွေ့ခံမလားပြီးတော့အရေးကြီးတာရှိသေးတယ်ကိုဝယ်တဲ့အင်ကြီးရဲ့တင်ဆိုင်ရင်ဆိုင်တင်ဘလောက်သုံးပေးထားတယ်ရင်ဘလောက်သုံးပေးထားတယ်ကွာအကျယ်ဘလောက်ပေးထားတယ်ပိတ်ကိုဘလောက်သုံးပေးထားတယ်ဒါဆိုရင်ဒီရဲ့ပိတ်ကို2ဆလောက်သုံးပေးထားတဲ့နေရာမှာဈေးက2ဆဝန်းကျင်လောက်ရှိနေတယ်ဆိုရင်မတန်ဘူးလားဒါဆိုရင်ဂျိုင်းပြက်ကွာပြဲလည်းမဖြစ်တော့ဘူးတစ်နှစ်ပတ်လုံးပြန်ဝတ်လို့လည်းကောင်းတယ်အသား quality လည်းကောင်းတယ်ကိုလည်းဝတ်တိုင်းလာနေမယ်ကတ်တင်ကလည်းဒီဇိုင်နာကတ်တင်ဆိုရင်အဆင်မပြေဘူးလားတခြားစဉ်းစားတော့မမတို့ဒီခေတ်ဒီခါမှာအင်ဂျီဝယ်ရတောင် budget save ပြီးတော့လာတယ် budget လည်း save တယ်ဆိုရင်မမတို့မကြိုက်ဘူးလား H&S collection မှာဆိုရင် quality မကြိုက်ရင်ငွေပါပြန်အပ်ပေးပြီး site အဆင်မပြေမတော်မရှင် site ပြန်လဲပေးတဲ့အစီအစဉ်လေးတွေရှိနေပြီနော် site ချက်အားဖြင့်ဆိုရင်လည်း small site ကိုရင် site က40တင် site က48ဘာမှမရနိုင်တဲ့တင် site ကိုပေးထားတယ်ဘာကြောင့်လဲဆိုတော့ကိုမမတွေကိုဂျိုင်းပြဲခွာပြဿနာလွတ်စေခြင်းနဲ့ပွားပွားချောင်ချောင်ဝတ်စေခြင်းနဲ့ညဝတ်ကိုတစ်ခါနှစ်ခါဝတ်ပြီးုံနဲ့ဂျိုင်းပြဲခွာပြဲပြီးလွတ်ပြရတဲ့ခေတ်ကိုထားခဲ့စေခြင်းမီဒီယမ် size ရဲ့ရင် size က44တင် size က52ဗမာမှမရအောင်စုစီမှာပဲရတယ်ရတဲ့နေရာဗမာမှမရှိစေရမြန်မာတနိုင်ငံလုံးမှာ H&S collection မှာပဲမီဒီယမ် size ရဲ့တင်ကို52လောက်ပေးတာရှိတယ်ပေါင်ချိန်အားဖြင့်ဆို120ကနေ140အတွင်းအေးစစ်စစ်ပပွားချောင်ဝတ်လို့ရတယ်လက်စရင် size က48တင် size က56အရင်တော့ကတင်56ကအိတ်ဆယ် size မှာတော့52ပဲပေးထားတာ